လူတွေမယုံတော့တဲ့အချိန်လူတွေအတိမထားမိတော့တဲ့အချိန်လူတွေကကြားတယ်နင်းတယ်ဒါပေမဲ့မယုံတော့တဲ့အချိန်အဲ့အချိန်မှာတော့လာမယ်လို့ပြောသွားတာတဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဆွေးနွေးဖို့ရဆောင်ရတဲ့အကြောင်းအရာတော့ကျွန်တော်သခင်ယေရှုကဒီလောကမှာတစ်ခါကြွလာပြီးပြီနောက်ထပ်တစ်ခါလည်းသူပြန်ကြွလာမယ်ဆိုတာကျွန်တော်ကျမ်းစာထဲမှာသူဖော်ပြထားတယ်ဒါပေမဲ့ဘယ်ချိန်ဘယ်အခါမှာသူကြွလာမယ်ဆိုတာသူအတိအကျနိုင်နဲ့သူပြောမသွားဘူးဒါပေမဲ့သူကြွလာမယ့်အချိန်ကိုကျွန်တော်တို့သိနိုင်ဖို့အလို့မှာဘုရားသခင်အလိုရှိတဲ့ဆိုတာကိုကျွန်တော်ကောင်းအောင်သိရတယ်။ဘာဖြစ်လို့လဲဆိုတော့သခင်ယေရှုကိုယ်တိုင်ကပြောထားတာရှိတယ်။အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ကျမ်းစာထဲမှာလောကမှာဖြစ်ပျက်နေတဲ့အရာကိုကြည့်ချင်အဖြစ်သူကြွလာတဲ့အချိန်ကအရာနေဆိုတဲ့အကြောင်းလေးကျွန်တော်တို့သိစေချင်တာဖြစ်တယ်။ဥပမာအဖြစ်သူပြောသွားတာအများကြီးရှိတယ်။ဥပမာနောအာခက်လိုမျိုးတကယ်တော့တော်လကောင်တခုလာမယ့်အရာနဲ့ကဲလို့တော်လကောင်ပြောအရှင်တတိကြီးကခရီးလိုပြီးမှသူပြန်ကြွလာတဲ့အကြောင်းနဲ့တော်လကောင်ဒီမောတဖန်ပြီးကိုပုံဖော်ထားပြီးမှအဲ့ဒါရှင်းပြချင်တဲ့တော်လကောင်တခင်ယေရှုကသူတနည်းတစ်ချိန်မှာသူပြန်လာမယ်ဆိုတာပြောသွားတာကိုကျွန်တော်မြင်တွေ့ရတယ်တခင်ယေရှုကသူပြန်ကြွလာမယ်ဆိုတာကိုကျွန်တော်သိစေချင်တယ်တနည်းအားဖြင့်ဒီလိုပြောမယ်ဆိုရင်ကျွန်တော်တို့လောကမှာဖြစ်ပျက်နေတဲ့အရာတွေအားလုံးကိုကြည့်ချအဖြစ်ယေရှုကဘယ်အချိန်မှာကြွလာနိုင်ရှိတယ်လဲကျွန်တော်တို့နေနေတဲ့ယနေ့ခေတ်မှာဟောကြွလာနိုင်ရှိသလားဆိုတဲ့အကြောင်းအရာယေရှုကကြိုတင်ပြီးမှသိစေခြင်းနဲ့ပြီးမှအဲ့ဟာကြိုသိပြီးမှကောင်းကောင်းတတိကြီးဆိုတဲ့ကြောင့်ပြင်ဆင်ပြီးမှဘုရားသခင်ကိုကြိုတင်ပြီးမှစောင့်နိုင်တော့သူမြတ်ဖြစ်စေဖို့လို့သခင်ယေရှုကအလိုရှိတယ်ဆိုတာကိုကျွန်တော်ဒီကနေ့ရှုဆိုပြောချင်တာဖြစ်တယ်ကျွန်တော်သခင်ယေရှုပဲချင်းကြွလာမယ်နေရတဲ့ကြောင့်ပြောလို့မရဒါပေမဲ့ဒီနေ့ယနေ့ခေတ်တွေကတကယ်သခင်ယေရှုပြန်ကြွလာနိုင်ရှိတဲ့ခေတ်ကာလဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်တို့တန်တရားဝင်စရာအကြောင်းရှိဘူး။ဘာဖြစ်လို့လဲဆိုသခင်ယေရှုပြောထားတဲ့အရာတွေအားလုံးဟာယနေ့ခေတ်နဲ့တော်တော်လေးကိုတိုက်ဆိုင်နေလို့ဆိုမလား။ယနေ့ခေတ်မှာတကယ်ဖြစ်ပျက်နေတယ်ယနေ့ခေတ်မှာတကယ်ဖြစ်နိုင်ရှိတဲ့ဆိုတဲ့အကြောင်းမျိုးကျွန်တော်မြင်တွေ့ရတာဖြစ်တယ်။ယေရှုကပြောတယ်တွေ့တဲ့ပြီးတော့တဖန်ပြင်ကိုကျွန်တော်ကြည့်ချင်းအားဖြင့်ဒီတဖန်ပြင်ကအယွတ်တစ်ပွက်လာပြီဆိုရင်ငွေကာလရောက်လာမယ်ဆိုတော့ကျွန်တော်တို့ပြန်သိကြတယ်။ထိုနည်းသူဆိုမဲ့လောကမှာဖြစ်ပျက်နေတဲ့အရာအားလုံးကိုကြည့်ချပြီးငါပဲချင်းပြန်ကြွလာမယ်ဆိုတာခမည်းသိမှုထိုးတယ်။ငါကြွလာပြီးအချိန်ကဘယ်လိုမျိုးတွေလဲဆိုရင်တနိုင်ငံနဲ့တနိုင်ငံဆက်ဖြစ်လာကြတယ်။လူမျိုးတစ်မျိုးနဲ့တစ်မျိုးဆက်ဖြစ်လာကြမယ်။မင်္ဂလာလို့ချင်းလေးရှိလာမယ်။အစာကောင်းပါချင်းလေးရှိလာမယ်။ကဘေးရောဂါကြီးများဆိုတာကြုံတွေ့လာမယ်။အဲ့ဒါကြီးအားလုံးဖြစ်ပျက်နေတဲ့အချိန်မြောက်မြင်ရပြီဆိုရင်ငါဟာကြွလာခနေပြီဆိုတာကိုတတိထားကြပါဆိုတော့သခင်ယေရှုကရှင်းမတဲ့အခန်းကြီး24 25ရှင်းမကိုအခန်းကြီး73မှာကျွန်တော်ကောင်းကောင်းလေးပြောသွားတာကိုကျွန်တော်မြင်တွေ့ရတာဖြစ်တယ်။ဆိုတော့ဒီကနေ့ကျွန်တော်အဲ့ထဲကနေရှင်းမကိုအခန်းကြီး73အငယ်32ကနေ30ပဲကိုအချင်းပြုတ်ပြီးမှဒီကနေ့ဝင်ငါချင်ဖြစ်တယ်။ကျွန်တော်သခင်ယေရှုကဒီကာလမှာဖြစ်နိုင်ချေပြန်လာနိုင်ချေရှိအကြောင်းပေါ့နော်ယနေ့ခေတ်ကာလကျွန်တော်ဒီ21ရာစုမှာ
တခင်ယေရှုပြန်ကြွလာမယ်ခြင်းရှိတဲ့အကြောင်းအရာရှုမှတ်တဲ့အခန်းကြီး24 25တို့လည်းကောင်းရှုမှတ်ဖို့အခန်းကြီး73မှာလည်းကောင်းဒါရီအားလုံးခြုံငုံနေတာချင်းနဲ့အတူကျွန်တော်သုံးသပ်တော့မှာဖြစ်တဲ့အကြောင်းကြောင့်ရှုဆိုပြောချင်းနေဆိုတော့ကျွန်တော်ဖတ်ကြားခြင်းနဲ့ကြံပါရတော့ရှုမှတ်ဖို့အခန်းကြီး73အငယ်32ကနေကျွန်တော်30ကိုကျွန်တော်ဖတ်ပါမယ်ရှုမှတ်ဖို့အခန်းကြီး73အငယ်32ကနေ30ကိုဖြစ်ပါတယ်ထိုအချိန်၌မူကားအမိတော်မှတပါအဘေသူမြတ်မတိကောင်းပြီးတမန်များမတိသားတော်လည်းမတိထိုအချိန်ကာလသည်အဘေအခါ၌ရုပ်မီကိုပြင်တော့မတိတော့ကြောင့်တတိပြု၍ဆုတောင်းခြင်းဆောင်နေကြတော့ဥပမာကဥပမာပြထားတယ်လူတဦးသည်အခြားသောပြည်သို့သွားမည်အချမ်းရှိသည်နှင့်မိမိအိမ်ကိုငေသားတို့လည်းတော့အ၍သူတို့ဆောင်ရွက်เสียအမှုကိုအတီးတီးခွင့်ခံစီမံ၍တကားမှုကိုစောင့်နေစီဟုမှာထားပြီးမှသွားရဖြစ်၍အိမ်ရှင်သည်နှင့်ကိုအချိန်တကားအချိန်ချက်ဦးတွင်ချိန်နာနဲ့အချိန်တို့တွင်အဘေအချိန်နဲ့လာမည်ကိုတင်တို့မသိတော့ကြောင့်စောင့်နေကြတော့သို့မဟုတ်အမတ်တမဲ့လာ၍တင်တို့အိပ်ပြိုတွေကိုပြုလိမ့်မည်စောင့်နေကြလို့ဟုတင်တို့အားငါဆိုပြီးအတိုင်းခတ်သိမ်းသောသူတို့အားငါဆိုပြီးဟုမိန့်တော်မူ၏ကျွန်တော်ချင်းစီတဲ့ဖြတ်ရှင်ကောင်းကြည့်ပြီးပါစေကျွန်တော်ရှိရရင်ကျွန်တော်ပြောတဲ့အတိုင်းပဲတခင်ယေရှုပြန်ကြွလာမယ်ဆိုတာကျတော့ယေရှုကိုယ်တိုင်ပြောသွားတာဖြစ်တယ်ကျွန်တော်လောကလူသားတွေအားလုံးယုံကြည်သူဖြစ်ဖြစ်မယုံကြည်သူသာသနာပလူပဲဖြစ်ဖြစ်လောကမှာရှိသမျှအရာအားလုံးကကိုဝန်ခံနေဖြစ်စီဝန်မခံနေဖြစ်စီလက်ခံနေဖြစ်စီလက်မခံနေဖြစ်စီကျွန်တော်စောင့်နေတာရှိတယ်အဲ့ဒါပါလေဆိုတခင်ယေရှုပြန်ကြွလာတဲ့အချိန်ဖြစ်တယ်မတိတဲ့သူလည်းစောင့်နေတာပါပဲတိတဲ့သူလည်းစောင့်နေတာပါပဲတတိမထားမင်းတဲ့သူလည်းစောင့်နေတာပဲတတိမထားရင်စောင့်နေတာပါပဲကျွန်တော်ဝန်ခံနေဖြစ်စီဝန်မခံနေဖြစ်စီလက်ခံနေဖြစ်စီလက်မခံနေဖြစ်စီကျွန်တော်တို့ကတခင်ယေရှုပြန်ကြွလာမယ့်အချိန်စောင့်နေကြတဲ့ပုံဖြစ်တယ်ဆိုတာကျွန်တော်အားလုံးကိုပြောချင်တာဖြစ်တယ်ယေရှုကသူပြန်ကြွလာမယ့်အချိန်ရှိမှတဲ့အခန်းကြီး25မှာကြိုကြည့်မယ်ဆိုရင်ဘာနဲ့နိုင်ရှင်ထားလဲဆိုနောအာခေတ်တုန်းကဖြစ်လိမ့်မယ်နောအာခေတ်မှာကြောင့်လူတွေကဘုရားသခင်ရဲ့နေ့ဘုရားသခင်တရားစီရင်ရဲ့နေ့ကိုနောအာကဘယ်လောက်ပဲတတိပေးပြီးသူတို့ကကြုံမဆိုင်တယ်နဲ့သူတို့မှလုံနေကြအတိုင်းစားတော့ဝတ်နေထိုင်ကြတယ်သူမင်္ဂလာဆောင်ကြရှိတာဆောင်နေလှုပ်ရှားရှိတာတို့ကိုလုပ်ကြတယ်အဲ့ဒီအချိန်မှာပဲတကယ်ဘုရားကြီးရဲ့တရားစီရင်ခြင်းရောက်တယ်လို့ယုံတယ်တဲ့လူတွေကယေရှုပြန်လာတဲ့အကြောင်းကိုသူကြားလိမ့်မယ်ငါပြန်လာတဲ့အကြောင်းကိုလူတွေကြားနေလိမ့်မယ်ဒါပေမဲ့ဘယ်သူမှမယုံမဆိုင်တော့တဲ့ချိန်ကိုယ့်ရဲ့အသက်တာအတွက်ကိုယ့်ရဲ့ဘဝအတွက်ယုံကြည်လို့ရှားနေရတဲ့ချိန်လူတွေတတိပြုတ်မိတော့တဲ့ချိန်ဒီတိုင်းလို့ဆိုဥပ္ပခါပြုကြတဲ့ချိန်လူတွေကမမျှော်လင့်တော့တဲ့အချိန်မာတကြီးချွတ်လာနေဆိုတာကိုပြောသွားတာတို့ယေရှုကဘာနဲ့ပြန်ပြောသွားလဲတခုကဲတော့တခုလာမယ့်အချိန်ဘယ်သူမှမသိဘူးလေဆိုတော့ကျွန်တော်တို့မသိလိုက်တဲ့အချိန်ကျွန်တော်တို့ဒီနေ့မှလာမယ်လို့မထီလိုက်တဲ့အချိန်မသိလိုက်တဲ့အချိန်မှာသူလာတော့တဲ့ဆိုမှသူပြောတော့တာဆိုမြင်တွေ့ရတယ်ပြီးတော့သူဘာနဲ့ပြောသွားသေးလဲသူတို့သမီး10ယောက်နဲ့ပြောသွားပြီးလိမ်မိုင်းပညာရှိတဲ့သူတို့သမီး10ယောက်9ယောက်နဲ့
ပညာမဲ့တဲ့သူသမီး9ယောက်ကိုနိုင်ရှင်ပြောသွားတယ်ဒီ10ယောက်လုံးက10ယောက်လုံးကတရုဒကိုစောင့်နေကြပြီတရုဒလာပြီးစောင့်နေကြတယ်ဒါပေမဲ့9ယောက်ကသူတို့စီတဲ့တော်၎င်းမိခွန်းတဲ့တော်၎င်းတို့အစီအစောင့်နေကြတယ်ဒါပေမဲ့9ယောက်ကတော့မိခွန်းနဲ့ပဲစောင့်နေဒါပေမဲ့စီကလုံးမရှိဘူးသူတို့စီနဲ့မစောင့်ခဲ့ဘူးသူတို့မြုံနေတယ်စောင့်နေတယ်စောင့်နေတယ်ဒါပေမဲ့သူတို့မြုံနေတဲ့ချိန်မှာရေတရုသားကကြွမလာဘူးကြွမလာတော့သူတို့ကပြင်ပနေမှာအော်ဒီချိန်မှာလည်းမလာဘူးဆိုတော့သူတို့မှ9ယောက်ကအိပ်ပျော်သွားတယ်ဒါပေမဲ့သူတို့အိပ်ပျော်နေတဲ့ချိန်မှာတရုသားကကြွလာတယ်ကြွလာတော့9ယောက်ကသူတို့ညမောင်ကြီးဖြစ်တဲ့ခါကျတော့တကောင်ရန်ချိန်ကြီးရောက်တဲ့ခါကျတော့သူတို့မှစီမီထွက်ဖို့စီမရှိတော့အဲ့မှာသူတို့ကတရုသားကျိုးဆိုခွင့်ပြရတော့ပဲစီအလုံးလောက်ပါတဲ့ပြင်ဆင်ထားတဲ့9ယောက်ကတရုသားကျိုးဆိုခွင့်ရတကယ်တော့ပဲကျွန်တော်လောကမှာလူသားတွေအားလုံးကယေရှုပြန်လာတဲ့အချိန်ကိုစောင့်ကြတာဖြစ်တယ်။ဒါပေမဲ့တချို့ကဒီတိုင်းပဲတိတိပစ္စည်းမတိပစ္စည်းတော့စောင့်နေကြတယ်။ဒါပေမဲ့တချို့ကတိလေတတိလေထားပြီးမှစင်ချင်ပြီးမှလိုအပ်တဲ့အရာတွေလည်းစောင့်ပြီးမှကျူဆော်ကြတယ်။ဆိုတော့တခင်ယေရှုပြန်လာတဲ့အချိန်မှာတခင်ယေရှုကိုတော့ကျွန်တော်တို့ရဲ့ကျူဆော်ခွင့်ရတယ်ဆိုရင်စီရှိတော့တလို့သမီးကျူဆော်ခွင့်ရတဲ့ကတော့ပဲကျွန်တော်အလုံးသားထဲမှာကျွန်တော်တို့ကဲတင်ပိုင်ရှင်ဖြစ်လက်ခံယုံကြည်ထားတဲ့သူတွေကကျွန်တော်တခင်ယေရှုကျူဆော်ခွင့်ရတဲ့သူတွေဖြစ်ဆိုတာနဲ့ကျွန်တော်မြင်တွေ့ရဖြစ်တယ်ဒီအကြောင်းအရာလည်းကျွန်တော်ပြောချင်တယ်ဖြစ်တယ်ပြီးတော့ကျွန်တော်ဘာကြောင့်ဒီရှင်မဘုခန်းကြီး73နဲ့30ကျောင်းယူချက်ထားတယ်ဆိုတခင်ယေရှုကဒီမှာဥပမာတစ်ခုပေးထားတာအာဖြစ်ဒီအရာကိုကြည့်ချင်အားဖြင့်ကျွန်တော်တို့ကယေရှုပြန်လာတဲ့အချိန်ကောင်းကောင်းလေးသုံးသပ်နိုင်တဲ့အကြောင်းကျွန်တော်ပြောချင်တာဖြစ်တယ်ဒီ21ရာစုမှာယေရှုကတကယ်ကြွလာနိုင်ရဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီအကြောင်းကိုအနှစ်ပြန်ခြင်းအားဖြင့်ပေါ့နော်အနှစ်ပြန်ခြင်းအားဖြင့်ကျွန်တော် share လုပ်ချင်တယ်ဖြစ်တယ်အဲ့ဒါခါလဲဆိုတကယ်ယေရှုပြောခဲ့တယ်လို့ပဲလူတော်ကလည်းခြားသောပြည်မှာသွားမိတဲ့အချက်ရှိတယ်မိမိအိမ်ကိုငယ်သားတို့လည်းတော့အရေးပဲသူတို့ဆောင်ရွက်စီရမှုအတီးတီးကိုပဲခံစီမံယူတကားမှုကိုစောင့်နေစီလို့မှာထားပြီးမကွာရီပြည့်ရွေးတဲ့အိမ်ရှင်နေတဲ့နိဝအချိန်နော်နိဝအချိန်တကောင်အချိန်ချက်ဦးတွင်ချိန်နဲ့နာတဲ့အချိန်ဆိုပြီးမှဒီအချိန်ဒီမှာအဘေအချိန်လိုက်လာမီကိုဒီတော့မသိတော့ကြောင်းနော်ဒီအချိန်ဒီမှာလာနိုင်ချင်ရှိတယ်လို့ပြောပါနော်ဘယ်အချိန်မှာလာတယ်ဆိုတော့ခမင်းတို့မသိတော့ကြောင်းလေစောင့်နေကြစောင့်နေအဲ့လိုမျိုးမစောင့်နေတယ်ကျွန်တော်အမတ်တမဲ့နေမယ်ဆိုရင်မတ်တမဲ့ဖြစ်နေတဲ့အချိန်မှာတခင်ယေရှုကပြန်ကြွလာပြီးမှခံရအိပ်ပျော်နေတဲ့အချိန်မှာသူရောက်လာတယ်နဲ့တဲ့အဲ့ဒါကြောင့်ငါဆိုရအတိုင်းနဲ့ခတ်သိမ်းတော့သူတို့ကငါဆိုပြီးမိန့်တော်မူလေအဲ့ကြောင့်ငါမင်းတို့ပြောတယ်လို့ပြောတယ်ခတ်သိမ်းတော့လူတွေငါပြောတယ်ငါပဲချင်းကြွလာတယ်ဆိုတာခမရတရိထားနဲ့စောင့်ကြပါငါကြွလာမယ့်အချိန်ကဘယ်လိုမျိုးအခြေအနေဖြစ်နိုင်လဲဆိုလူတွေမယုံကြည်တော့တဲ့ချိန်နော်အဲ့ဒါကနောရဲ့တာအဖြစ်နောရဲ့ခက်ကာလအဖြစ်ကိုပေါ်ပြထားတယ်လူတွေတတိမထားမိတော့တဲ့ချိန်နော်လူတွေမယုံကြည်တော့တဲ့ချိန်ပြတ်တခုကတော့တခုကလူတွေတတိမထားမိတဲ့ချိန်ပြီးတော့တရုတ်သမီးတွေနဲ့နိုင်ရှင်တဲ့ချိန်မှာလူတွေကလုံးဝစောင့်နေကြတယ်ဒါပေမဲ့ကိုမျိုးလေးမထားတော့တဲ့အချိန်
နောခက်ကလူတွေကဂယုမဆိုင်တော့ဘူးလာမယ်လို့မထင်တော့ဒီအချိန်ဖြစ်တယ်လို့မထင်တော့ဂယုမဆိုင်တဲ့အချိန်ကိုပြန်လာနိုင်ရှိတယ်တခိုးလာတဲ့အချိန်ကတော့လူတွေကမသိတဲ့အချိန်ဖြစ်နေတယ်တို့တလေးတွေကတော့လူတွေမမြုံလိတော့တဲ့အချိန်ညတဲ့ကောင်ကြီးမှတော်လာလူတွေကမမြုံလိတော့ဒီချိန်မှလာမယ်မထင်တော့ပါဘူးဆိုရင်အချိန်မှလာပြီဆိုတော့ငါလာတဲ့အချိန်ကမင်းတို့လောကမှာဖြစ်နေတဲ့အရာကိုကြည့်ချင်အဖြစ်တတိထားပြီးမှသုံးသပ်ပြီးမှအမြဲတည်ထားပြီးတယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်အရေးကြီးအားနေတာလွယ်လောကမှာဖြစ်နေတဲ့အရာတွေကအရေးလူမျိုးဆိုရင်ကျွန်တော်ဒီအရေးလာပြီဆိုတော့ဒီအရေးမျိုးရှိပြီဆိုတော့ကျွန်တော်တို့ကတကယ်အကောင်နော်တကယ်ဖြစ်တဲ့အရာကယေရှုပြန်လာတော့မယ်ဆိုတာကိုကျွန်တော်ဒီလိုဖြစ်တယ်။ယေရှုကဘာကြောင့်ဒီရှင်းပြတဲ့နေရာမှာရှင်မာကုအခန်းကြီး73အငယ်32နဲ့39ကြားမှာရှင်းပြတဲ့နေရာမှာဘုလို့ဒီနေ့ရက်တဲ့နေ့ရက်တဲ့ရဲ့ညနေအချိန်ပေါ့နော်ညအချိန်တကောင်းအချိန်ကျိုးသွင်းခြင်းနဲ့နာလေးအချိန်သူအသုံးပြုပြီးမှရှင်းပြတယ်။ဘာလို့ဒီရဲ့အရာကိုဥပမာထားပြီးပြောတယ်ဆိုလိုတာကဘာဖြစ်လို့ယေရှုကညအနေစပြီးမှရည်သွင်းတယ်ဘာဖြစ်လို့မနဲ့အချိန်နော်နေ့လေအချိန်ညအချိန်ညတကောင်အချိန်ပါဘယ်ချိန်မှလာမယ်ဆိုတော့မသိတော့ကြောက်စောင့်နေကြပါဆိုမှဘာဖြစ်လို့သူမပြောတာသူဘာဖြစ်လို့ညအချိန်ညတကောင်အချိန်ကျိုးသွင်းချိန်နဲ့နာနဲ့ချိန်ဆိုမှသူဘာလို့ပြောတယ်ဒီဟာအတိတ်ပဲအများကြီးရှိပါတယ်ပထမအနေနဲ့အဲ့ဒါပါလဲဆိုတော့ဣတိယလူမျိုးတွေကသူတို့နေ့တနည်းကိုရက်တရက်ကိုတို့ရည်တွက်တဲ့ခါကြိုက်ကျွန်တော်တို့လူကိုမနဲ့နေ့လေညဆိုပြီးမှမရှိဘူးကျွန်တော်တို့ကမနဲ့နေ့လေညပြောမနဲ့ပြန်ရောက်ပြီဆိုတရက်လို့ကျွန်တော်ခေါ်တယ်ဒါပေမဲ့ဣတိယလူမျိုးတွေကကျွန်တော်သိတဲ့အတိုင်းပဲညမနဲ့နေ့လေညဆိုရင်တို့တရက်လို့ထပ်ခေါ်တယ်ဖြစ်တယ်အဲ့တော့ဆိုတော့ယေရှုကဒီအရာကိုနဲ့အတူတူဒီတပိလုံးရှင်းပြဥပမာပြီးသွားတာဖြစ်တယ်။အဲ့တခုထဲလာအဲ့တခုတော့ကြောင်းလာသူအဲ့လိုပြောတာဆိုတော့မဟုတ်ဒီအရာကိုကျွန်တော်အနှစ်ပြန်တဲ့ခါကျရင်မျိုးပြန်လို့ရတယ်။ဟုတ်တယ်ယေရှုပြောတယ်လို့ပဲတကယ်ရက်တရက်ရဲ့ညလည်းဖြစ်နိုင်တယ်လို့ကျိုးသွင်းခြင်းလည်းဖြစ်နိုင်တယ်လို့နာနဲ့အချိန်လည်းဖြစ်နိုင်တယ်ဘယ်ချိန်ပြောလို့မရမှာတိကျပြောတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါပေမဲ့ဒီအရာကိုဘုရားသခင်ကတန်ရှင်းသောဝိညာဉ်တော်အားကျွန်တော်ကဘယ်လိုမျိုးနားလဲစီးတယ်ဆိုတဲ့အရာကိုကျွန်တော်ဒီ sharing လုပ်ပါဖြစ်တယ်။ဒီအရာအဖြစ်ကျွန်တော်တို့ယုံကြည်သူတွေစင်ချင်ဖို့အလုံးမှာကျွန်တော်ဒီအရာကိုကျွန်တော်ရွေးချယ်ရေးပါဘောနော် sharing လုပ်တာဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောချင်တယ်ဘာလဲဆိုတော့ဒီယေရှုပြောတဲ့ညတကောင်ကျိုးသွင်းချိန်နဲ့နာနဲ့ချိန်ဆိုတာကရက်တရက်ရဲ့အခြေအနေတစ်ခုတည်းကိုသူပြောတာမဟုတ်ဘဲနဲ့ကျွန်တော်တို့အတိတော်တမိုင်းနဲ့ကျွန်တော်နိုင်ရှင်ချင်းမြတ်ဆိုရင်ဒီအရာကတကယ်အတိတ်ပဲရှိတဲ့အရာဖြစ်သွားတယ်သူပြောထားတဲ့အခြေအနေကဲတော့ပဲကျွန်တော်တို့ခရိယာန်ရဲ့တမိုင်းမှာသူကဲတော့ပဲဖြစ်နေတဲ့အရာရှိဒါကြောင့်ကျွန်တော်အတင်းတော်ရဲ့တမိုင်းကိုကျွန်တော်လိလာခြုံငုံပြီးမှကျွန်တော်လိလာတဲ့ခါကျရင်ယေရှုခရစ်ကဒီ21ရာစုမှာကြွလာတဲ့ချိန်ရန်ရှိဆိုရအောင်ကျွန်တော်မြင်တွေ့ရတာညအိုးအချိန်ညအချိန်ပေါ့နော်ညအချိန်ပထမဆုံးယေရှုပြောတဲ့အရာကညအချိန်နဲ့ညအချိန်ဆိုတာကကျွန်တော်6နာရီကနေ9နာရီကျော်အမှန်တော့ရတယ်အဲ့ချိန်ကကျွန်တော်တို့အလုပ်တစ်ခုအစုပ်တက်မယ်လုပ်တော့မယ်ဆိုရင်လုံးဝကိုကောင်းကောင်းလေးလှုပ်ရှားပြီးမှသွားလာလို့ရတဲ့ချိန်ဖြစ်တယ်
ကိုလုတ်ချင်တာကိုကောင်းကောင်းလေးအဆုံးသတ်ပြီးမှပြီးမြောက်စေတဲ့အချိန်ဖြစ်တယ်လုံးဝကိုမြန်ဆန်စွာနဲ့ကျွန်တော်တို့လှုပ်ရှားနေတဲ့အချိန်ဖြစ်တယ်ဥပမာလေဆိုင်တဲ့သူတွေတော့ည6နာရီထိုးပြီးဆိုရင်ကျွန်တော်တို့ကမောင်လာတော့မယ်ပေါ့နော်မောင်လာတော့မယ်ကျွန်တော်နားရတော့မယ်ပြီးတော့မယ်ဆိုတော့အမြန်ဆုံးနဲ့လှုပ်ရှားတယ်လုံးဝကိုကျွန်တော်ကမြန်ဆန်စွာနဲ့ပြီးမြောက်သွားတယ်ချိုးနေတော့ဆိုတော့အတင်းတော်တမိုင်းထဲမှာဒီလိုအချိန်ကာလခုရှိခဲ့တယ်လုံးဝကိုသူတို့လှုပ်ရှားခဲ့တဲ့အမြအရာလုံးအမြန်ဆန်ဆန်နဲ့ပြီးမြောက်ပြီးမှကြက်ကြက်ပြင်းပြင်းဖြစ်သွားတဲ့အချိန်ကာလခုရှိခဲ့တယ်အဲ့ဒါတပိတော်တွေရဲ့ခက်ကာလဖြစ်တယ်အဲ့ဒီ30ကနေအဲ့ဒီ300ချာနော်အဲ့ဒီကာလတစ်ခုဖြစ်ခဲ့တယ်တို့တပိတော်တွေတမန်တော်တွေကယေရှုကြွသွားပြီးတဲ့နောက်ပိုင်းမှာဒီအမှုတော်ကိုဆက်လက်ပြီးမှထမ်းဆောင်နေတဲ့အချိန်မှာတိုင်ရှိသောဝိညာဉ်တော်ရဲ့တကိုးနဲ့သူတို့ကလုံးဝကိုမြန်ဆန်စွာနဲ့ကဘာအနက်သူတို့တတ်နိုင်တဲ့မြတ်လှုပ်ဆောင်နိုင်တဲ့မြတ်ကိုတော့ပြန်လာအောင်သူတို့ကတက္ကနာပြုလိုက်သွားတယ်ပြည်။ဤဝင်ကြီးတရားဟောသွားဒီကောင်းသောတည်းနော် gospel ကို sharing လုပ်တာဖြစ်တယ်အတိတော်တမိုင်းမှာလည်းမြန်ဆန်စွာနဲ့အဲ့လိုမျိုးလုပ်လိုက်ခြင်းရှိတယ်ဆိုတော့ကျွန်တော်ဒီတွေ့ရတယ်။ Okay ဒုတိယအချက်ဖြစ်တဲ့ယေရှုပြောတဲ့ညတကောင်အချိန်ဆိုတာကတကယ်ကိုအိပ်ဆက်အနိုင်ရတဲ့ချိန်ဖြစ်တယ်။ည9နာရီကနေမနေ့3နာရီကြာထိလို့နော်။မနေ့3နာရီ2နာရီ3နာရီကြာတော့ည9နာရီကနေမနေ့2နာရီ3နာရီကြာတာ။အဲ့ကြားမှာတကယ်အိပ်ဆက်အနိုင်ရတဲ့ချိန်ဖြစ်တယ်။ကျွန်တော်လောကလူသားတွေအားလုံးနော်တကယ်ပုံမှန်လူသားတွေအားလုံးကအနာယူစပြုလာတယ်အဲ့ညတကောင်မှာကျွန်တော်ဤစီအနာယူအိပ်ဆက်တယ်အဲ့ဒါကတိတ်ဆိတ်နေတဲ့အချိန်ဖြစ်တယ်လုံးကိုတိတ်ဆိတ်နေတဲ့မောင်ကြီးတစ်ခုလုံးဖုံလွှမ်းနေတဲ့အချိန်ဖြစ်တယ်သူကဲတော့ပဲကျွန်တော်အတိတော်ရဲ့တမိုင်းမှာပြန်ကြည့်မယ်ဆိုရင်လည်းဧဝံဂေလိတရားလုံးဟောပြောခြင်းမရှိတော့ပဲနေတယ်ဧဝံဂေလိတရားကလုံးဝအိစအနာယူမှာအမောင်တိဖုံလွှမ်းနေတဲ့ခက်ကာလာကြီးကိုရှိခဲ့တယ်အဲ့ဒါကပါလေဆိုတော့အဲ့ဒီ300ကနေ1300ကြားပါနော်1300ကြားမှာအဲ့ခက်ကာလာကိုဖြစ်ခဲ့တယ်အဲ့ဒါကဗစ်တိုရီကိုစီအိုဆောင်ပြီးခက်တယ်ဆို Roman Catholic Church နော် Roman Catholic Church ဒီဥဆောင်တဲ့ခက်ကာလာကိုဖြစ်ခဲ့တယ်အဲ့ခက်ကာလာမှာကလုံးဝဧဝံဂေလိတရားဆိုမရှိတဲ့လို့သိစိတ်သွားတယ်လုံးဝအတင်းတော်ရဲ့တမိုင်းကမောင်ဖုံးလွှမ်းခဲ့တယ်အဲ့အချိန်မှာဆိုရင်သူတို့ကကျွန်တမိုင်းပြန်လေ့လာတဲ့ခါကျတော့သူတို့ဥပိ္ပထားတဲ့အရာကတမန်တွေလိုမျိုးအဲ့ဒီ300ကြားထဲရလိုမျိုးသူတို့ကဧဝံဂေလိတရားဟောဖို့ပဲသူတို့ကအလုံးမရှုပ်သူတို့ဧဝံဂေလိတရားကိုမဟောတော့ပဲနဲ့ဧဝံဂေလိတရားဟောတာကိုသူတို့နားပြီးမှပါလို့ဆိုတော့ building ကြီးဆောက်လာတယ်နော်နေရာတွေလုလာတယ်အာဏာတွေလုလာကြတယ်ဘာဖြစ်လို့လဲဆိုတော့နိုင်ငံတော်များများကဒီခရိယာတွေကိုမျက်နှာသာပြီးလာဆိုတော့အဲ့မှာဘယိရဲ့မျက်နှာသာရပြီဆိုတော့ဘာသာရေးကောင်းဆောင်ဖြစ်ချင်တာကြတာဘာသာရေးကောင်းဆောင်ဖြစ်တယ်ဆိုတော့တကူတွေအာဏာပါဝါတွေတို့ရှိကြတယ်လူတွေတို့ကိုယူတည်လေးစားတယ်ဆိုတော့သူတို့ကဒီအရာကိုပဲရှင်လို့နေတယ်အဲ့ဒါကိုအိုထိထားပြီးမှလှုပ်ဆောင်ပြီးတော့ဧဝံဂေလိကမရှိတဲ့လောက်ကိုရက်တန်းသွားပြီးမှအမောင်ဖုံးလွှမ်းတကယ်တော့လုံးဝအိစအနာယူသွားတယ်အချိန်ဖြစ်သွားတယ်ဧဝံဂေလိတရားတော့ချင်းတသနာပြုတ်ခြင်းအလုံးကလုံးဝကိုအိစအနာယူသွားတဲ့အချိန်ဖြစ်သွားတယ်ဆိုတော့ကျွန်တော်ယေရှုပြောတယ်ညနေအချိန်ဆိုတာကတကယ်လူတွေကလှုပ်ရှားသွားလာနေတဲ့အချိန်မြန်ဆန်အလုပ်ကိုပြီးတော့ဥချိုးပန်းနေတဲ့အချိန်ဖ
ဖြစ်တဲ့ကဲတော့အတင်းတော်မှာလည်းအဲ့ကာလတစ်ခုရှိခဲ့တယ်အဲ့ဒါကတမန်တော်တွေရဲ့ဖက်ဖြစ်တယ်သူတို့အမြင်မြန်ဆက်ဆံပြီးလှုပ်ဆောင်တယ်ပြုရင်ကလေးတရားမြန်ပြန့်နှံ့တဲ့တသနာများစွာပြုခဲ့တယ်ထိုနည်းထို့ဆိုပဲယေရှုကမြတ်တကောင်းချိန်အမောင်အတိဖုံးလွှမ်းနေတဲ့ချိန်အဲ့အနိုင်ရွေးချိန်ပြောတဲ့လူမျိုးပဲအတင်းတော်တမိုင်းထဲမှာလည်းရှိခဲ့တယ်အဲ့ဒါကပါလဲဆိုတော့အတင်းတော်မှာအဲ့ဒီ300 1300ကျမ်းမှာဖြစ်တဲ့ Roman Catholic ဒီဥဆောင်တဲ့ခက်ကဧဝံဂေလိတရားတွေသာသနာပြုခြင်းတွေကရက်တန်းတော်ပြင်မှာအိဆာနိုင်တို့ပြင်မှာသူဘာလို့ဥထိထားလဲဆိုတော့ယာထိုးရီပုံပန်တကားဒီနော်အာနာရီအကုန်လုံးတို့ဘလို့ဒီအချိန်ဖြစ်တယ်ဆိုတာကိုကျွန်တော်မြင်ပြရတာဖြစ်တယ်ပြောတဲ့တရားချက်နေတဲ့ယေရှုပြောတော်တဲ့အချိန်ကဘာလဲဆိုတော့ကျိုးတွင်ချိန်နဲ့ကျိုးတွင်ချိန်ဆိုတာကကျွန်တော်တို့မနေ့3နာရီကနေ6နာရီကြာလို့နော်အဲ့အချိန်ကာလအတွင်းဖြစ်တယ်အလေးကစမြင်လာပြီအလေးကစပေါ်လာပြီအလေးရောက်လာတော့နေဆိုတာလည်းအတိပြီးလာတယ်ချက်ကြီးကအိုးတွင်ပြီးမှကျုပ်စုသားတွေတိပြီးလာတယ်အချို့သောသူတွေကအဲ့ချိန်မှာလူထပြီးမှအလုပ်စမှာကြတယ်အထူးသဖြင့်ကျွန်တော်တို့တောင်းသူလည်းဓမ္မတွေနဲ့ကျွန်တော်ကြည့်နေဆိုမနေ့3နာရီလောက်ဆိုအချို့လေဓမ္မတွေထလာပြီသူတို့လေထဲမှာစဆင်းလာကြတာကျွန်တော်အဲ့အကြောင်းစဉ်းစားရင်ကျွန်တော်အမေကိုတတိယမျိုးကျွန်တော်အမေဆိုရင်ကျွန်တော်အမနဲ့သူတို့2နာရီမှထပြီးမှ2နာရီမှထပြီးမှတော့အကုန်လုံးထိုးတယ်စပါးရိတ်အဲ့မှာကျွန်တော်အမကအမေကိုလည်းပြန်ပြောဘူးမဟုတ်မရဲဆိုတော့သူဘာပြောသွားလဲဆိုတော့အိမ်ကနေထွက်သွားပြီးရင်လမ်းမှာကျွန်တော်အမကဒီလိုပြောလိုက်အေးအိမ်ကြီးချစ်တော့ထားကြတော့အမေနဲ့ကျွန်မနဲ့အခုကျွန်တော်စပါးရိတ်ထွက်သွားနေပြီဆိုပြီးတော့ဟောသွားတယ်ဟောပြီးမှပြောသွားတာဖြစ်တယ်ကျွန်တော်တို့ချင်းတဲ့အကြောင်းအရာပါလေဆိုတော့မနေ့3နာရီကနေကျွန်တော်စပြီးမှအလုံးတို့ရှိလာစပြီးမှလူထပ်လို့ရှာလို့ရှိလာအဲ့မှာအလင်းကစပြီးမှပေါ်လာတယ်အလင်းရောက်ကျွန်တော်မြင်တွေ့ရတယ်အလင်းရောက်ကျွန်တော်လောကကြီးမှာကျွန်တော်မြင်တွေ့ရတယ်ထူနီးကဲ့တော့ပဲကျွန်တော်အသိတော်တမိုင်းမှာအဲ့လိုမျိုးအခြေတစ်ခုရှိခဲ့တယ်အဲ့ဒါဘာလဲဆိုတော့အဲ့ဒီ1300ကနေ1900ကြားလုံးပေါ့နော်1800ကြားလုံးကိုကျွန်တော်ဖြစ်ခဲ့1800 1900လုံးဖြစ်မှာပေါ့နော်1900လုံးကျွန်တော်ယူလို့ရ1800လုံးလည်းယူလို့ရတာပေါ့အဲ့အချိန်ဖြစ်ခဲ့တယ်အဲ့မှာကျွန်တော်တို့ခရိယာအတိတော်တမိုင်းမှာကျွန်တော်ပြန်ကြည့်မယ်ဆိုအဲ့အချိန်ကာလကချက်ဦးတွင်တကယ်တော့ပဲသာသနာပြုတ်ကလေးတရားပြန်ဟောဖို့လို့မှာပြန်ပြီးမှဦးစီးဦးဆောင်ပြီးမှချက်ဦးကဲတော့ချက်ဦးတွင်တယ်လို့မျိုးပေါ့နော်ဦးစီးဦးဆောင်တယ်ယုံကြည်မှု3-5ရုပ်စပြီးမှပေါ်ထွက်လာခဲ့အလုံးလုံးရှာလာခဲ့အဲ့ဒါကကျွန်တော်ကြည့်နေဆိုရင် John Wesley တို့ John Huss တို့နော် Martin Luther တို့ John Calvin တို့စသဖြင့်ကျွန်တော်များစွာကျွန်တော်မြင်တွေ့ရတယ်တကယ်နာမည်ကြီးပေါ်ပြလာတယ်ပေါ့နော်ကျွန်တော်ဒီတိုင်းပြောလိုက်နေဆိုရင်ဆိုတော့ John Wesley တို့ John Huss တို့ကတကယ်ကျွန်တော်အတိတော်အမိုင်းမှာချက်ဦးကဲ့တော့ပေါ့နော်အင်္ဂလိပ်တွေကပါဘယ်လိုမျိုးဂျွန်လွန်းဆိုလဲဆိုတော့ Morning Star မှာတော့ကတတ်မှတ်ထားတာဖြစ်တယ် John Wesley တို့ John Huss တို့ Morning Star ဆိုမှတော့တတ်မှတ်ထားတယ်ကျွန်တော်ချက်ဦးတွင်ကတကယ်တော့ဒီ John Wesley နဲ့ John Huss နဲ့ John Wesley တို့ကသူတို့ဒီလောကမှာအတိတော်တမိုင်းမှာဧဝံဂေလိတရားပြန်လည်ပြည့်မှဝိငါခုတို့ကသူစတင်ပြမှာနူးဆော့ပြီးတယ်အတိပြီးတဲ့သူဖြစ်တယ်သူစတင်လှုပ်ရှားတဲ့သူဖြစ်တယ်ဆိုတဲ့အကြောင်းဆိုအတိတော်ရဲ့တမိုင်းထဲမှာသူတွေ့ရတယ်အဲ့မှာ John Martin Luther နော်John Calvin တို့ကသူတို့ကဆက်လက်ပြီးမှပို့ဆောင်သွားတယ်ပို့ဆောင်ပြီးမှအတိတော်တမိုင်းမှာတခက်တခါပြန်ပြီးမှဧဝံဂေလိတရားစာရင်းပြန်ပြီးမှဟောလာတယ်ပြန်ပြီးမှအလေးရောင်ကကဘာမီကြီးမှာပြန်
ဖြစ်မှာကျွန်တော်မြင်တွေ့လာရတယ်ဆိုတဲ့အကြောင်းကျွန်တော်မြင်တွေ့ရတာโอเคနှုတ်ဆုံးအနေနဲ့ယေရှုပြောသွားတဲ့အကြောင်းအရာပါလဲဆိုနာနဲ့အချိန်နာနဲ့အချိန်ဆိုတော့နာနဲ့အချိန်ဆိုတာကကျွန်တော်မနေ့6နာရီကနေ9နာရီတော့ပေါ့နော်မနေ့6နာရီကနေ9နာရီချတော့ကိုကျွန်တော်နာနဲ့အချိန်ဆိုမှတော့တတ်မှတ်လို့ရတယ်အချို့တွေက10နာရီချိလို့တတ်မှတ်ပါပေါ့နော်10နာရီတတ်မှတ်တူရှိပါဘူးဒါပေမဲ့များသောအားဖြင့်ကျွန်တော်နာနဲ့အချိန်လို့တတ်မှတ်ပြီးဆို6နာရီကနေ9နာရီချတော့ကျွန်တော်တတ်မှတ်လို့ရတယ်ဆိုတော့အဲ့အချိန်မှာကကျွန်တော်လူသားတွေအားလုံးနော်ဘယ်သူမှဆိုနှုတ်ထားရတယ်လှုပ်ရှားရှိတာကိုလှုပ်ကြတယ်ကိုတာဝန်ကိုစီလှုပ်ကြတယ်မြန်မြန်ဆန်ဆန်နဲ့အလုံးစင်ကြတယ်အလုတ်ဌာနတစ်ခုချင်းစီတိုင်းမှာဝင်တယ်ဒီတိုင်းပြောမယ်ဆိုရင်ကျွန်တော်ရဲ့အလုတ်လေခွန်းထက်ဝင်လာတယ်လေသမားတွေကျွန်တော်လေခွန်းထက်မှာစင်လာတယ်လှုပ်ရှားရှိတာပုံမြန်မြန်ဆန်ဆန်ဟိုကျွန်တော်တို့လှုပ်လာတယ်တကယ်နေ့လေကြီးပေါ့နော်နေဘူးကြည့်ထဲကျွန်တော်မရောက်ဘူးအတွက်ကျွန်တော်လှုပ်ရှားကိုလှုပ်ဖို့ပြန်ပြန်ဆန်ဆန်တွတ်တွတ်လဲလဲနဲ့လှုပ်နေတဲ့အချိန်ဖြစ်တယ်ထိုကဲ့သို့ပဲကျွန်တော်အတိတော်တမိုင်းမှာအဲ့လိုအချိန်ရှိအဲ့ဒါပဲအချိန်ဒီဆိုတော့ယနေ့အချိန်ဖြစ်တယ်အဲ့ဒီ1800 1900အဲ့ဒီယနေ့အချိန်ဖြစ်သေးတယ်ဘယ်အချိန်မှရက်တန်းတော့မှကျွန်တော်မသိဘူးဒါကြောင့်အတိတော်ကယနေ့ချိန်မှာကျွန်တော်ဝိညာဉ်တော်အားဖြင့်နိပညာပြီးအားဖြင့်ကျွန်တော်ကဏ္ဍခုချင်းစီနော်ကျွန်တော်ကျမ်းစာထဲမှာယေရှုပြောသွားတယ်ပဲသူတို့လှုပ်ရှားတတိစီမှာခါကိုမှအဲ့မှာလှုပ်ရှားတယ်လို့ပြောပေါ့ကျွန်တော်ယုံကြည်သူအားလုံးကကိုလိုင်းနဲ့ကိုလှုပ်ကြတယ်ပြုရင်ဒီတရားတွေလှုပ်ကြတယ်မြန်ဆန်ဆိုတဲ့အခုချိန်မှာကျွန်တော်လှုပ်နေတာဖြစ်တယ်လှုပ်နေတဲ့ချိန်ဖြစ်တယ်ဒါပေမဲ့ဒီအချိန်လေးမှာကျွန်တော်ကြည့်မယ်ဆိုရင်ယေရှုပြောတဲ့အချိန်လေးချိန်ကအခုချိန်မှာကျွန်တော်ပြီးနေအချိန်လေးချိန်ပြီးနေဆိုတော့ပထမအချိန်ကညအချိန်ည6နာရီ9နာရီအလုံးလုံးတဲ့ညဆန်စွာပြည်ရောက်ကြရဒုတိယချက်ကညတကောင်ချိန်အိစအနာရီချိန်နော်တိတ်ဆိတ်နေတဲ့ချိန်ထိုနေ့ကတော့အတိတော်မှာလည်းအိစအနာရီနဲ့အင်္ဂလိပ်တရားမလုပ်တော့ဘူးတတိယချိန်ကျိုးသွင်းချိန်စတင်ပြီးပါလို့ထားရလို့ရှိလာတယ်လှုပ်ရှားတဲ့ကိုရှိလာတယ်အလုံးလုံးတွေရှိလာတယ်ထိုနေ့ကကောင်းပဲအတိတော်ထဲမှာလည်းလှုပ်ရှားကိုရှိလာတယ်မာတင်လူသာဂျွန်မတ်နော်ဂျွန်ဝစ်စပီတော့ဟာစတင်လှုပ်ရှားလာကြတယ်စကုထမြို့ဖြစ်တဲ့နာနဲ့အချိန်ဆိုတာကကျွန်တော်ကောင်းကောင်းလေးလှုပ်ရှားပေါ်လာလို့ရတဲ့ချိန်ဖြစ်တယ်လှုပ်ဆောင်နေတဲ့ချိန်ဖြစ်တယ်လူတိုင်းကကိုယ်လုပ်ငန်းကိုစီလို့ဆောင်နေတဲ့ချိန်ဖြစ်တယ်သူနည်းကတော့ကျွန်တော်အတင်းတော်မှာလည်းယနေ့အချိန်မှာနာနဲ့ချိန်ကတော့ကျွန်တော်အတင်းလှုပ်ဆောင်ကြတဲ့ချိန်ဖြစ်တယ်လူတိုင်းကကိုယ်လိုင်းနဲ့ကိုယ်တာဝန်နဲ့ကိုယ်လှုပ်ဆောင်ပြီးမှပြုတ်ကြီးနေရာပြုတ်နေတဲ့ချိန်ဖြစ်တယ်ဆိုတော့ယေရှုပြောတဲ့အချိန်ကကုန်ပြီတလောက်အတင်းတော်တမိုင်းနဲ့ကြည့်မယ်ဆိုရင်ကုန်နေတဲ့အချိန်တော်တယ်ဖြစ်ဆိုတော့ယေရှုကပြောတယ်ညတကောင်ကျိုးသွင်းချိန်နာနဲ့ချိန်ဒီအချိန်ကြီးမှာပဲချိန်လာတယ်ဆိုတာဘယ်သူမှမသိတော့ကြောင်းစောင့်နေကြပါသူပြောတဲ့အချိန်လေးချိန်ကကျွန်တော်အတင်းတော်တမိုင်းနဲ့ကြည့်မယ်ဆိုရင်လေးချိန်ပြည့်ဆိုတော့ဒီနောက်ဆုံးအချိန်ကယေရှုပြန်လာနိုင်ခြင်းအရင်ရှိတဲ့အချိန်ဖြစ်တယ်ဆိုတော့ကျွန်တော်ဒီကနေ့ပြောချင်တာဖြစ်တယ်ဆိုတော့ဒီမှာရှိတဲ့ယုံကြည်သူမော်ဒမာကျွန်တော်ယေရှုပြန်ကြွလာမယ့်အချိန်ကဒီ20ရာစုတကယ်ဖြစ်နိုင်ချက်အများများဘာဖြစ်အဲ့ဒါကိုကျွန်တော်ဘုရားမှာထပ်ပြီးမှပြောလဲဆိုတော့ယေရှုပြောတယ်လို့ပဲလူတွေကငရုတ်မဆိုင်တော့တဲ့အချိန်လူတွေကမယုံကြည်တော့တဲ့ချိန်မလာခဲ့တယ်ဆိုရင်မှသူပြောထားတယ်ဥပမာပေးထားတယ်နောခဲ့နော်တရုတ်သမီး10ယောက်ပြောတာတခုရဲ့အချိန်နဲ့သူရှင်းပြသွားတာလေကျွန်တော်နိုင်ရှင်ပြီးမှပြန်ပြောမယ်ဆိုရင်ဒီချိန်မှာလူတယောက်ယောက်ကိုမေးကြည့်လိုက်ယေရှုပြန်လာမယ်ထင်လား
ယေရှုပြန်လာမယ်ဆိုတာကိုခမည်းယုံလားလို့မြင်လိုက်ခရိယန်လာတယ်ဆိုတော့သူယုံကြည်လိမ့်မယ်ယုံတယ်လို့ပြောမယ်โอเคသူယုံပြီလို့ပြောတယ်ဆိုရင်အဲ့ဆိုရင်ဒီ9နှစ်အတွင်းမဟုတ်ရင်ဒီ10နှစ်အတွင်းပေါ့ယေရှုပြန်လာမယ်လို့ခမည်းယုံကြည်လားလို့မြည်သူဖြေနိုင်မှာမဟုတ်ဘူးမယုံကြည်ဘူးလို့ပြောတဲ့သူရှိတယ်မဟုတ်ရင်လည်းခမည်းကိုယ်တိုင်ဒီ9နှစ်အတွင်းယေရှုပြန်လာဖို့လာမယ်လို့ခမည်းဟောကြည့်ဒီ10နှစ်အတွင်းယေရှုလာဖို့လာမယ်လို့ခမည်းပြောကြည့်အာမင်သူဒီမှာယုံကြည်တယ်လက်ခံတယ်ကွာဆိုပြီးမှခမည်းတဲ့မှာပါတဲ့သူကရှိမှာမဟုတ်ဘာဖြစ်လို့လဲလူတွေကမယုံတော့တာလူတွေကမယုံချင်ဘူးသူတို့ဘာပြောလဲဘာကိုထုတ်ထားမလဲဆိုယေရှုပြောတယ်အလာမဲ့ချိန်ကဘယ်သူမှသိကြမသိခမီးတော်ပဲသိတယ်ငါကိုယ်တိုင်တော့မသိဘူးလို့ပြောတယ်ဆိုတော့ခမည်းဘာကြောင့်ပြောနိုင်တယ်လဲခမည်းမာတော့ prophet ပဲဆိုမှသူပြောလိမ့်မယ်လူတွေကယေရှုပြန်လာမယ်ဆိုတာကိုယုံကြည်ကြတယ်ဒါပေမဲ့ဒီအချိန်တော်လုံးမှာဒီ9နှစ်အတွင်းဒီ10နှစ်အတွင်းဒီအနည်း30တော့မှလာမယ်ဆိုတော့တို့မယုံဘူးကျန်စာကြောက်စာရီမီးလိုက်အစတာရီမီးလိုက်တို့ယုံရဲမှာမဟုတ်ဘူးတို့ယုံနေတော့လည်းပြုံးရဲမှာမဟုတ်ဘူးလာမယ်လို့လည်းတို့ဘယ်သူမှအာမခံမှာမဟုတ်ဘူးအဲ့ဒါဘာလို့ဆိုလို့လဲဆိုတော့လူတွေကဒီချိန်မှာလာနိုင်ချီရှိတယ်လို့ပဲထင်တယ်ဒါပေမဲ့လာမယ်လို့မယုံကြည်တော့တဲ့ချိန်ဖြစ်တယ်ဆိုတော့တို့လှုပ်ချင်တယ်လို့လှုပ်လာကြတယ်ကိုလှုပ်ချင်တာလှုပ်နေကြတယ်ကိုဖြစ်ချင်တာကိုဖြစ်အောင်လုပ်နေကြတယ်ဘယ်ချိန်နဲ့တူလဲနိုအာကတူတယ်နိုအာကဘုရားတခင်ရဲ့စီရင်ချင်းလာမယ်ရေလုံးမှုချင်းလာနိုင်တယ်ဘယ်တော့ပဲပြုံလူတွေကမယုံဘူးမယုံတော့သူကြိုက်တယ်လို့နေထိုင်တယ်သူလှုပ်နေလို့အစရာတိုင်းလည်းအိမ်ထောင်ကိုပြုတ်ကြတယ်သူနိကတော့ပဲယင်းဒီချိန်မှာယေရှုပြန်လာတယ်ဆိုတာဟောတဲ့သူရှိနေတယ်။အဲ့ဒီတရားဟောဆရာကြီးဟောတယ်သာသနာပြုဆရာကြီးဟောတယ်။ဒါပေမဲ့ယုံကြည်သူတွေကမယုံဘူး။ယေရှုတော့ပြန်လာစေချင်တယ်။ယေရှုပြန်လာတယ်ဆိုတော့ယုံတယ်ဒါပေမဲ့ဒီနေ့9နှစ်တွင်းလာတာမယုံဘူး။10နှစ်တွင်းမယုံဘူး။အနည်း20ဆွဲမယုံဘူး။ဒါပေမဲ့တနေ့တော့လာတာ။ဆူလိုတာပါပဲ။လူတွေကဒီချိန်မှာယေရှုကိုယုံတော့ဘူးဆိုတော့ယေရှုကပြောတယ်လူတွေမယုံတော့တဲ့ချိန်လူတွေအတိမထားမိတော့တဲ့ချိန်လူတွေကကြားတယ်နင်းတယ်ဒါပေမဲ့မယုံတော့တဲ့ချိန်အဲ့ချိန်မှာတော့လာမယ်လို့ပြောသွားတယ်ဆိုတော့ယေရှုကပြောတာဒီမောတဖန်ပင်ပါအတိအရွတ်တက်ပြီးဖူးပွင့်လာလို့ရှိရင်နှွေကာလာရောက်နေဆိုတော့တိတရောအဲ့ဒီဒီအရာတွေလောကမှာဖြစ်နေတဲ့အရာတွေလူတွေကငါလာမယ်ဆိုတာကိုကြားလင်းနဲ့မယုံတော့တဲ့ချိန်လောကမှာငါညွတ်တယ်လို့ပဲစစ်ဖြစ်ခြင်းတွေအနာရောဂါရှိခြင်းတွေမိအန်တွေမျိုးစုံဖြစ်လာတယ်အဲ့ချိန်မှာငါလာခုနီးနေပြီလို့လူတွေကမြင်တော်ညာလဲပဲမယုံကြည်တော့တဲ့ချိန်သူတို့သမီး10ယောက်ထဲကနေ9ယောက်ကတော့တယ်ဟောသူအရန်ကြာနေပါပြီဒီချိန်မှာနာမလို့တော့ပါဘူးဆိုပြီးမှ ECD မှာအနာယူတဲ့ချိန်လူကြီးမမျိုးလေးတော့အချိန်တခုလာတကယ်တော့အချုပ်ရအတွက်တော့လုံးဝသတိမထားဘူးအဲ့ဒီအချိန်ကယနေ့အချိန်ဖြစ်ပြီဆိုတော့ကျွန်တော်ပြည့်ချင်နေပြီဆိုရင်အာမင်အကြောင်းချစ်တော်ဒီကုမာမာတော့ဘယ်သူကဘယ်လိုပဲယုံစီမယုံနေဖြစ်စီကျွန်တော်တို့ယုံကြည်သူတွေကယေရှုတကယ်ဒီ9နှစ်တွင်းလက်လာတယ်10နှစ်တွင်းလက်လာတယ်ဒါကြောင့်ကျွန်တော်တို့ကလှုပ်ရှားရှိတာကိုအမြန်ဆုံးလုပ်ပြီးမှစင်ကြယ်စွာတတိကြီးစွာနဲ့ကျွန်တော်ယေရှုကိုစောင့်ယေရှုအလိုရှိရဆိုတော့ကျွန်တော်ပြောချင်တာဖြစ်တယ်အာမင်ဟာလေလုယာဘယ်လိုမျိုးစောင့်နေမှာယေရှုပြောတာဆုတောင်းလို့စောင့်နေပါတယ်ပြောကြောထက်မှကြည့်မယ်ဆိုရင်ငါလာမယ့်ချိန်ကနော်လူကြီးကိုနေရာစွာနေခေါ်ပြီးမှငါပြန်လာခဲ့မယ်ခေါ်ဖို့ပေါ့နော်သူ့ရဲ့ယုံကြည်သူတွေသူ့ရဲ့တာသမီးတွေကိုခေါ်ဖို့
မှပြန်လာဖြစ်နေတယ်ဆိုတော့ကျွန်တော်လုပ်ရမယ့်တာဝန်ကပါလေယေရှုပြောထားတယ်ရှင်မတဲ့28လူမျိုးတကာဆိုသွားပါ因为你得要好家啊，ဒီကတဲ့ချင်းတရားတရင်ကောင်းပေါ်ကြပါဆိုမှယေရှုမှာထားတယ်ဆိုတော့ကျွန်တော်လုပ်ရမယ့်ຢာကယေရှုကဒီ9နှစ်အတွင်းမှာလည်းလာနိုင်ဒီ10နှစ်အတွင်းမှာလည်းလာနိုင်လို့အနည်း20အတွင်းမှာလာနိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့အသက်ရှင်နေတဲ့ဒီထိုင်နေတဲ့အချိန်ကျွန်တော်တို့ရဲ့အချိန်ကမှယေရှုလာနိုင်တယ်ဆိုတာကိုယုံကြည်ပြီးမှကျွန်တော်တို့လောက်ရှာရှိတဲ့ယေရှုမှာထားတဲ့ဤဝင်ခွင့်တရားကိုကျွန်တော်တို့ကောင်းစွာလှုပ်ဆောင်လုပ်နေတယ်ကျွန်တော်စုတောင်းပြီးမယ်မယုံကြည်သောလူတွေယုံကြည်နိုင်ဖို့လို့မှကျွန်တော်စုတောင်းပြီးမယ်တသနာပြုဆရာကြီးဘုရားသခင်စစ်စစ်ပြီးမှအသုံးပြုပြီးမှဘိသိပြီးဖို့နဲ့ဒီထက်ပိုပြီးမှကတော့ဘုရားသခင်နိုင်ငံတော်အကျင့်အဖို့လို့ကပျောက်ဆုံးသောဝိညာဉ်တွေများစွာဖန်ဆီးနိုင်ဖို့လို့ကသူတို့ကိုစုတောင်းပြီးမယ်အတင်းတော်ကိုကျွန်တော်စုတောင်းပြီးမယ်因为你ဆရာကြီးများစွာကျွန်တော်စီလို့နိုင်ဖို့လို့ကဝိညာဉ်တော်ရိတ်သိမ်းခြင်းအမှုကိုလို့ဆောင်တော့လို့ကကျွန်တော်တို့ကစုတောင်းပြီးမှယေရှုပြန်လာမဲ့ဒီ9နှစ်တော့10နှစ်တော့20တော့ဘေးချင်းမှလာမယ်ဆိုတော့မသိဘူးဒါပေမဲ့လာမဲ့အချိန်ကိုစောင့်ရည်နဲ့ကျွန်တော်စုတောင်းပြီးမစောင့်ဘူးအာမင်ဟာလေလုယာဆိုတော့ချစ်တော်နေကိုမောင်ပါလို့ကျွန်တော်ဒီကနေ့ပြောချင်တဲ့အကြောင်းအရာကလူတွေကယေရှုပြန်လာမဲ့အချိန်ဘယ်လိုမယုံတော့ဘူးသူတို့မယုံချင်တော့ဘာဖြစ်လို့လဲယေရှုပြောတယ်ငါလာမဲ့ချိန်ကဆက်ဖြစ်နေတဲ့အနာရောဂါဖြစ်နေတဲ့ဆက်ဖြစ်တာကပထမကမ္ဘာစစ်တော်ရှိတယ်ဒီကမ္ဘာစစ်ဖြစ်တယ်ဒီဆက်ဖြစ်နေတာကဖြစ်နေတာရမ်းကြာနေပြီဖြစ်နေပြီကွာငါမယုံတော့ဘူးအနာရောဂါရှိနေတာအနာရောဂါကကိုဗစ်ကနေကြောက်ရှိမယ်ဆိုတော့ဘာမှဒီလိုမျိုးပြီးတော့ခံအန်ဒီရကအချိန်ပေါင်းမနေဘူးအချိန်20မကဘူးရှိတယ်တကဘာလို့ခံတဲ့တော့ကဆိုတော့ယေရှုပြန်လာမလို့တော့ပြန်လာမယ်ဆိုရင်ဒီချိန်မဖြစ်တော့ပါဘူးပြရနေရင်ကြုံလာမယ်ဆက်ဖြစ်လာတယ်တမျိုးဒါတွေအလုံးယူနေပါကွာလောကမှာဖြစ်နေရအခုဖြစ်တာမဟုတ်ဖြစ်တာကမှကြာလာပြီနှစ်ပြီးခဲ့တဲ့တစ်ခေါက်ကလေးကဖြစ်နေတဲ့အရာပဲတာလေဆိုတော့ငါယုံကြည်မရှိတော့စပြောလာတယ်သူရှိတယ်တချို့တွေကပြောတယ်ယေရှုခရစ်ကပြန်ကြွလာတော့မဟုတ်တော့ဒီနေ့တစ်ထောင်ကာလကစနေပါပြီဆိုပြီးမှပြောတယ်ရှိပြန်တယ်ဆိုတော့ချစ်တော်ညီကိုမတော်မှာလူယုံကြည်သူကိုယ်တိုင်အမှုဆောင်ပြီးကိုယ်တိုင်ယေရှုခရစ်ကပြန်လာမယ်ဆိုတာမယုံကြည်တော့တဲ့သူရှိတယ်ပြန်လာမှာပါဆိုမှယုံကြည်လက်နဲ့ဒီ9နှစ်10နှစ်အတွင်း20အတွင်းလာနိုင်ခြင်းရှိတယ်ဆိုမှမယုံကြည်တော့တဲ့အချိန်ဒီအချိန်ကအင်မတန်ကိုကြောက်စရာကောင်းပြီးမှအင်မတန်ကိုယေရှုပြန်လာမယ့်အချိန်တကယ်ဖြစ်နိုင်ခြင်းရှိတဲ့အချိန်ဆိုတာကိုလည်းကျွန်တော်စင်ချင်ပြီးမှသိထားဖို့ကျွန်တော်ဒီကနေ့ဝင်လာတော့ဖြစ်တယ်ကျွန်တော်ကြောင်းတဲ့ရင်းနဲ့အမှုတော်ဆောင်ရင်းနဲ့အိမ်မှာလှုပ်ရင်းနဲ့ပြန်မှာလှုပ်ရင်းနဲ့ကျွန်တော်စုတောင်းပြီးမှအတင်းတော့အတူစုတောင်းမယ်အတင်းတော့တဒနာတူဆရာကြီးနည်းနည်းစီတော့နိုင်အောင်စုတောင်းတဒနာတူဆရာကြီးကဘုရားသခင်ပိတ်တဲ့ချင်းရနေမှာဝိညာဉ်တော်ရိတ်သိမ်းခြင်းကိုကောင်းကောင်းလုပ်နိုင်ဖို့လုပ်ပါတရှင်တော်ဝိညာဉ်တော်မှာစခြင်းရဖို့လုပ်ပါကျွန်တော်စုတောင်းပြီးမယ်ကျွန်တော်ကိုယ်တိုင်ဟောပြောမယ်ကျွန်တော်ကိုယ်တိုင်လှုပ်ဆောင်မယ်လှုပ်ဆောင်ရင်းနဲ့ကျွန်တော်ယေရှုပြန်လာတဲ့အချိန်ကိုတတိကြီးစွာနဲ့တို့သမီး9ယောက်ကဲတော့ပြင်းရရှိတဲ့တို့သမီး9ယောက်ကဲတော့ကျွန်တော်တတိကြီးစွာနဲ့စောင့်နေဖို့ကသခင်ယေရှုလိုရှိတယ်ဆိုတော့ကျွန်တော်ပြောချင်တယ်အာမင်ဟာလေလုယာယေရှုကဒီအချိန်တွေပြောသွားတယ်ဘာဖြစ်လို့ယေရှုကညတကောင်ချိန်ညတကောင်ချိန်နာနဲ့ကျောင်းတော်ချိန်နာနဲ့ချိန်ပြောမှာဘာဖြစ်လို့နေ့လေမပြောတယ်ဘာဖြစ်လို့လဲဆိုတာဒါအဖြစ်အရှိအရာကပါလေဒီနေ့လေဆိုတာကသခင်ယေရှုကလူတွေကိုပြန်ခေါ်လာပြီးမှလောကမှာပြည့်အပ်ပြီးကြုံလာတဲ့ချိန်ဒီနေ့လေအချိန်ဆိုတာလုံးဝကိုနာကျင်ရတဲ့ချိန်အရာဒီပြီးမှလုံးဝပြင်ပရတဲ့ချိန်ဖြစ်တဲ့ကဲ့သို့ပဲလောကမှာပြည့်အပ်ပြီး
တရားသခင်ရဲ့အမျက်တော်ခံရတဲ့အချိန်ဖြစ်နိုင်ချေရှိတယ်လို့လောကမှာဖြစ်ခဲ့တဲ့အချိန်မှာဒီကောင်းကင်နိုင်ငံမှာလူတွေကဘုရားသခင်နဲ့အတူမင်္ဂလာဆောင်တဲ့အချိန်ဝေးရောခံတဲ့အချိန်ဖြစ်နိုင်ချေရှိတယ်။ဒါကြောင့်ချစ်တော်ညီကောင်မတို့လူတွေတတိမထားမိတော့အချိန်ဟာသခင်ယေရှုပြန်လာနိုင်တဲ့အချိန်အကောင်းဆုံးဖြစ်တယ်။လူတွေမယုံကြည်တော့တဲ့အချိန်လူတွေမမျှော်လင့်တော့တဲ့အချိန်ဆိုတာဟာယေရှုပြန်လာနိုင်ခြင်းအရှိဆုံးအချိန်ဖြစ်တော့ကြောင့်ယနေ့ခက်21ရာဆိုဟာယေရှုပြန်ကြွလာတဲ့အချိန်အရန်ကောင်းတဲ့အချိန်ဖြစ်တယ်ဆိုတာကိုတတိကြည်စွာနဲ့ကျွန်တော်ဆောင်းဘလို့မှာကျွန်တော်ဒီဝင်မှာအချိန်ဖြစ်တယ်ဆိုအယုတ်ချင်းစီတိုင်းသခင်ယေရှုပြန်လာမယ့်အချိန်ကိုတတိကြည်စွာနဲ့ဆုတောင်းခြင်းစောင့်နေပြီဘလို့မှာတန်ရှင်တော်ဝိညာဉ်တော်မှာစားပါစေ